ဒီဘေးစီစဉ်ရဲ့ဒုတိယပိုင်းကနေပြန်လဲကြိုဆိုပါတယ်ဆိုတော့ခုနဆရာဦးတက်မောင်သားကတော့ပြောတယ်ပြည်နယ်နဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်တွေမှာလွတ်တော်တွေမှာလုပ်ပိုင်ခွင့်တွေရှိတယ်တဲ့ဘာတွေလဲလုပ်ပိုင်ခွင့်တွေကုဒေသနဲ့ကန့်ညီတယ်ဒီဘာကောမလဲဥပဒေပြမှုအာဏာတွေပေါ့နော်နောက်အဆိုနဲ့လည်းမေးလို့ရတယ်ဒီပြီးခဲ့တဲ့ကျွန်တော်လွတ်တော်မှာတိုင်းသားလူမျိုးရေးစာပေတင်ညာရေးနဲ့ပတ်သက်ပြီးတော့အချက်ဆက်ချက်ပါတဲ့အဆိုတစ်ခုကျွန်တော်တင်နိုင်ခဲ့ပါတယ်သက်ဆိုင်ရာပြည်နယ်မှာတော့ပညာရေးဝန်ကြီးမရှိဘူးလူမျိုးရေးဝန်ကြီးရှိတယ်လူမျိုးရေးဝန်ကြီးကတစ်စိကျွန်တော်မှာစာတင်တာအဓိကတိုင်းသားစာပေဖြစ်တဲ့ပို့အုပ်ရှိတယ်ဆရာကရင်ရှိတယ်မွန်ရှိတယ်အဲ့ဒါစာပေတင်ညာရေးကိုဟောဒီဆက်ချက်ပေးမယ်ဆိုရင်ဒီဆရာမတွေရောကျောင်းသားတွေရောအများကြီးတိုးတက်လာမယ်တင်တယ်အဲ့ငယ်ခုနပညာသင်ကြားရေးမှာစာပေနဲ့ဟိုဟာကျွန်တော်ဇယားနှစ်ထဲမှာမပါဘူးပေါ့နော်လူမျိုးရေးကဏ္ဍမှာဒါပြည်နယ်ကနေပြီးတော့လုပ်ပိုင်ခွင့်ရှိတဲ့ကဏ္ဍထဲမှာမပါဘူးဇယားတစ်ဖြစ်တဲ့ပြည်အောင်စုကနေပြီးတော့လုပ်ပိုင်ခွင့်ရှိတဲ့အားထဲမှာပါတယ်ပေါ့နော်အငယ်ကပြည်နယ်ကနေဘယ်လိုကြော်လွှားပြီးတော့လုပ်နိုင်လဲအခုလက်ရှိပြည်နေတဲ့တိုင်းမှာရှမ်းမှာလည်းရှိမှတင်မယ်တိုင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဆိုရှိတယ်တိုင်းသားလူမျိုးအရေးစာပေကနေဆက်လုပ်လို့ရတယ်ဒါပေမဲ့ချိတ်ရမှာကဘဝကိုင်းနဲ့ပညာကျမ်းမှာလူမျိုးဝင်ကြီးကနေတစ်စိကျွန်တော်ချိတ်ရမှာဆရာမခုနဆရာဦးတမောင်တန်းပြောတဲ့ထဲမှာလည်းပါတယ်သူကလုတ်ပိုင်ခွင့်ရှိတယ်ဆရာမတို့ကလုတ်ပိုင်ခွင့်မရှိဘူးဘာကွဲလွဲနေရလဲရှမ်းပြည်မှာကျတော့အများအပြားကဒီစစ်ပြဿနာပုံများဟာလေအဲ့မှာစစ်ပွဲတွေဆက်တိုက်ဖြစ်နေတော့ကျမတို့အရေးကြီးအဆိုလဲတင်သွင်းခဲ့တယ်ပြီးရင်အတီလည်းဖြစ်ခဲ့တယ်ဒါပေမဲ့ဒီလွတ်တော်2လကျော်လာပြီးစစ်ပွဲကတော့ဆက်ဖြစ်နေတော့မယ်အဲ့ဒါကိုဒီပြီးခဲ့တဲ့တတိယကြိမ်တုန်းကလည်းမေးတယ်လွတ်တော်ထဲမှာလည်းအတီလည်းဖြစ်ပြီးဒီစစ်ကလည်းဆက်ဖြစ်နေတော့မယ်ဆိုတော့ဒီရှမ်းပြည်အစိုးရအနေနဲ့အကောင့်ထဲမဖော်ခဲ့ဘူးပေါ့ဒါဆိုရင်ဒီလွတ်တော်ကိုမထေမဲ့မြင်ပြတဲ့သဘောမရောက်ဘူးလားဆိုပြီးတော့မိခွန်းအနေနဲ့ကျမတို့ပြန်မေးတယ်ပြန်မေးတဲ့အခါမှာနေလုံဝင်ကြီးကဘယ်လိုပြန်ဖြေလဲဆိုဒါကလည်းပဲတူတူတယောက်တည်းနဲ့လဲတူလို့လည်းမရဘူးပေါ့နော်အဲ့ဒါလည်းပြည်ထောင်စုအစစ်နဲ့ဆိုင်တယ်ပြီးရင်ပြည်ထောင်စုကလည်းဒီ21ရာစုပြည်လုံးညီလာခံကိုလုံနေတယ်ဆိုတော့စစ်ပွဲကတော့ပြည်နယ်မှာဖြစ်နေတယ်ဒါပေမဲ့စစ်ပွဲကိစ္စကိုပြောတဲ့ခါကျတော့ပြည်အောင်စုကိုလွှဲချအဲ့ဒါပါပဲဆရာမပြောသွားတာဥပမာပေါ့နော်ဥပမာပေါ့ဒါပေမဲ့ခုနပြောတဲ့လုတ်ပိုင်ခွင့်ရှိတယ်ဆိုတာကိုဘာတွေလုတ်ပိုင်ခွင့်ရှိလဲပေါ့နော်အဲ့လိုကျမတို့ကတော့ဒီတောင်တူလေဓမ္မနဲ့ပတ်သက်လို့ဂုံထုတ်လမ်းတွေပေါ့နော်အဲ့မှာခြံထဲကနေလေထဲကနေရွာထဲကိုပို့လမ်းတွေရဆိုတအားပွက်ထနေအဲ့ဒါဆိုကျမဂုံထုတ်လမ်း3ခုကိုတောင်းပါတယ်ပေးပါတယ်ပြီးရင်ပညာအမကအကြောင်းပေါ့တအားဆွေးမြေ့နေတဲ့အိမ်သားကလည်းကျွဲကြပြီးတော့မှတုံးလို့တော့မရတဲ့အချိန်တွေကျမတောင်းတော့လူမှုရေးဝန်ကြီးကပေးပါတယ်အဲ့လိုကတော့လုပ်ပိုင်ခွင့်ရှိပါတယ်ဆိုတော့အငယ်ဒီမှာနှစ်ယောက်လုံးကတော့သူတို့လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ပြောသွားတယ်သူတို့တကယ်မရတဲ့ဟာတွေပေါ့နော်လုပ်လို့မရတယ်အငယ်ကတော့လုပ်ပိုင်ခွင့်ရှိတယ်လို့ပြောနေတယ်ပေါ့ဆိုတော့ဒါဘာကွာဟနေတယ်အမသူဆရာမဒေါ်နန်းပြောတဲ့ဟာပေါ့နော်အမစစ်ပွဲတွေကိုတားဖို့ရပ်ဖို့အဆိုပေါ့ကချင်လဲတည်တယ်ပေါ့ဗျာခင်ဗျာစစ်ပွဲကိုရပ်ပေးပါလို့ပြောဖို့ကတော့ဒါပြည်တော်စုကနေလုံတဲ့အတွက်ရပ်ဖို့ခက်တယ်ဒါပေမဲ့စစ်ဘေးရှောင်တဲ့လူတွေရဲ့ဟိုပါမနော်တစုံတရာခင်ဗျာပံ့ပိုးကူညီဖို့ကတော့ကျွန်တော်ထင်တဲ့အတိုင်းဒေသကြီးကလုပ်လို့ရတယ်ထင်ဒါပေမဲ့ပထမဆုံးခင်ဗျာမူဝါဒတစ်ခုတော့ချာကျွန်တော်တို့ပြဿနာကဘာလဲဆိုရင်မူဝါဒချမှတ်တဲ့ဖြစ်စဉ်တစ်ခုလုံးမရှိတော့ဘဲနဲ့ဝင်ကြီးသက်ဆိုင်ရာဝင်ကြီးတွေကသူလှုပ်ချင်တာနဲ့ကိုကျွန်တော်ကောက်ပြီးလှုပ်တဲ့ဟာပေါ့လှုပ်တဲ့ဟာဖြစ်နေဒီဝင်ကြီးကဒီလိုက်ဒီလိုလှုပ်ချင်တယ်နောက်ဝင်ကြီးမဟုတ်ပြောင်းမယ်ဆိုမငြိမ်ဘူးလွတ်တော်အနေနဲ့ဒီအခုစစ်ဘေးရှောင်တဲ့ပြည်သူတွေရဲ့ဘဝအနေထားကိုလေ့လာတဲ့ကော်မရှင်ဖွဲ့လို့ရတယ်အဲ့ဒီလေ့လာတဲ့ကော်မရှင်နဲ့အစီရင်ခံစာဆောင်ထုတ်လို့ရတယ်အဲ့ဒီကနေဘယ်လိုမူဝါဒကိုကျင့်သုံးမယ်ဆိုတာကိုဖော်ညွှန်းလို့ရတယ်အဲ့ဒီမူဝါဒနဲ့ဆက်နွယ်ပြီးတော့ကယ်ဆယ်ရေးဝန်ကြီးဌာနတိုင်းဒေသကြီးနဲ့ဆက်ဆက်ပြီးတော့ဘလို့အစီအစဉ်တွေကိုရေးဆွဲမယ်ဆိုပြီးအစီအစဉ်တွေ program design လုပ်လို့ရတယ်အဲ့ဒီအနေရည်မှန်းချက်တစ်ခုချင်းကိုဖော်ဖို့အတွက်စီမံချက်တွေကိုဆွဲလို့ရတယ်အဲ့ဒီအနေ budget ထွက်လို့ရတယ်ဒီ budget တွေကဖြစ်ပေါ်လာတဲ့ပုံမှာခင်ဗျာအကောင့်ထဲပေါ်ပြီးကူညီလို့ရဒါတခုပေါ့နော်ဆိုတော့ဒါပေမဲ့ဒါဆရာမတို့ဟိုမလှုပ်ဘူးလို့ပြောဖို့ကခက်တယ်ဘာကြောင့်လဲဆိုခုနကပြောနေတဲ့လုပ်ပုံကိုင်ပုံကြီးက bureaucracy အလုပ်ရမှာပြည်သူဝန်ထမ်းစနစ်ကလုပ်ရမှာနိုင်ငံရေးသမားကသူဒါလောက်ချင်တယ်ပဲသူပြောမှာနိုင်ငံရေးအမြင်ကိုမြုံမှန်းချက်တွေကိုဒီပြည်သူဝန်ထမ်းကဘလို့လက်တွေ့ကောင်ထက်ဖန်ပြောင်းပြရမှာကဒါ bureaucracy ရဲ့တာဝန်ပြည်သူဝန်ထမ်းတွေရဲ့တာဝန်ဒါပေမဲ့အဲ့ဒီစနစ်ကပျောက်သွားခဲ့ပြီဘဟုံမှာလည်းပျောက်တယ်တောင်းလျှောက်ဘုံမှာပျောက်ပြီဆိုမှတော့တိုင်းနဲ့ပြည်နယ်လည်းမရှိတော့ဘူးကျွန်တော်တို့ပြဿနာညီနိုင်ပြီးတော့ဟိုပေါင်းဆက်တဲ့စနစ်ပေါ့ဟုတ်တယ်အဲ့ဒီစနစ်ကိုပြန်ထည့်ရမယ်ဆိုတော့သိမြင်မှုကျွန်တော်အားနဲ့နေသေးတယ်ပေါ့အခုကျွန်တော်နည်းနည်းစကားဝင်ဆွေးနွေးခြင်းတယ်အရင်တုန်းကလူလူရှိတယ်ပြည်သူဝန်ထမ်းရှိတယ်အစိုးရရှိတယ်ဒါ
ဒါပေမဲ့ဖြတ်လန်းလာခဲ့တဲ့ကာလတစ်လျှောက်လုံးမှာဒီပြည်သူဝန်ထမ်းဆိုတဲ့ mindset ကနေပြီးတော့အစိုးရဝန်ထမ်း mindset ကိုအတင်းအဓမ္မပြောင်းလဲပစ်လိုက်တယ်အစိုးရခိုင်းတာပဲလုပ်ရမယ်ဖီဆန်ခွင့်မရှိဘူးအကျိုးနဲ့အကြောင်းနဲ့ပြန်တင်ပြရင်တော့မှအလုပ်ဖြုတ်ခံရတာနေပြောင်းခံရတာရှိတယ်ဆိုတော့အဲ့တော့ဝန်ထမ်းတွေမှာပြဿနာကနောက်ပိုင်းကျတဲ့အခါကျတော့အစိုးရခိုင်းတာပဲလုပ်တတ်တော့တဲ့အကျင့်ကိုဖြစ်သွားတယ်အဲ့ဒီကာလဇိုးကြီးကနေပြီးတော့အခုဒီဘက်လူသားရဲ့ဂုဏ်သိက္ခာလူကျင့်ဝတ်တွေကိုအလေးနဲ့ထားတဲ့နိုင်ငံရေးစနစ်ကိုကူးပြောင်းတဲ့အခါကျတော့အနေကြကြောက်တယ်နေတယ်နှစ်ပေါင်း450အနေကြကြောက်တယ်နေတယ်အမှုအကျင့်တွေရုပ်ချင်းခြေဖြတ်လို့မရနိုင်ဘူးရုပ်ချင်းခြေဖြတ်လို့မရနိုင်တဲ့အခါကျတော့ဒီလွတ်တော်ကနေပြီးတော့အစိုးရကိုမေးတယ်မြန်းတယ်လောက်ကန်ဆောင်ရောက်ကနေအစိုးရတင်သွင်းပြီးတော့တိုက်တွန်းကြောင်းဆိုလောက်ခိုင်းတဲ့အခါမှာအစိုးရဘက်ကလွတ်တော်ကိုယ်စားလှယ်တွေရဲ့စန္ဒလူလူစန္ဒနဲ့အတူလိုက်ပါရွေရှာဖို့အတွက်ရာကသူ့ရဲ့ရန်တရားကအနေကြကြောက်တယ်နေတဲ့ဝန်ထမ်းတချို့တဲ့အကောင်တက်ဖို့အခက်အခဲဖြစ်တယ် ရန်တရားကြီးကိုရှင်းရမှာ အဲ့လိုမဟုတ်ဘူးဒီခုနရန်လျောက်ကိုဒီအစိုးရဝန်ထမ်းဆိုတာ mindset ကနေပြီးပြည်သူဝန်ထမ်းဆိုတာ mindset ကိုပြောင်းမှုအတွက်တိမ်တိမ်မွမ့်မွန့်နဲ့ချင်းကပ်ပြီးလှုပ်ရှားဆောင်ရွက်ရပါလိမ့်မယ်အဲ့ဒီမှာအစိုးရအနေနဲ့ကလည်းစိတ်ရောကိုယ်ရောစေတနာမမှန်နဲ့အဲ့ဒီအောက်ခြေဝန်ထမ်းတွေကိုအထိချင်းကပ်ပြီးတော့သူတို့ရဲ့အခက်အခဲချက်တဲတွေကိုဖေးမဆာနာပြီးတော့သူတို့အကြောက်တရားတွေကိုဖြေလျှော့ပေးရမယ်နောက်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့လိုအပ်တဲ့အထောက်အကူပြုအခြေအနေတစ်တွေကိုဖန်တီးပေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကအစိုးရကိုကြောင်ပိတ်ဖို့ဆိုလိုတာမဟုတ်ပါဘူးတစ်ဖက်ကလူလူရဲ့အကျိုးစီးပွားရှိတယ်နောက်အစိုးရကလည်းသူ့ရဲ့ဝန်ထမ်းရန်တွေနဲ့ဟာညက်ညီအောင်မနှဲယူကိုလှုပ်ရှားဆောင်ရွက်နေရပါဘာကြောင့်လဲဆိုတော့သူ့ရဲ့ရန်တွေကအရင်တုန်းကလူတော်တော်များပါဝင်နေပါတယ်ဒါကိုလည်းအစိုးရအနေနဲ့အလေးနဲ့ထားဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကျွန်တော်အစိုးရတင်ပဲမိခုနေမင်းများမယ်အစိုးရဂတိကဝတ်တွေကိုအကောင့်ထဲဖော်မပေါ်ကျွန်တော်မှကော်မတီတွေရှိပါတယ်ကော်မတီကနေအစိုးရကို remind လုပ်ပါအစိုးရကိုတတိပေးမယ်ဒါနဲ့ပတ်သက်ပြီးဘယ်တော့မှဘယ်လိုဂတိတွေပေးထားခဲ့တယ်အကောင့်ထဲဘူးအချိန်တွေဘယ်လောက်ပဲရှိတယ်ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာအဲ့လိုဖြစ်ဖို့ဆိုလို့ရှိရင်အင်္ဂါတို့ဒီပါတီတွေကလွတ်တော်ကလည်း NLD ကဖြစ်နေတယ်ဝန်ကြီးချုပ်ကလည်း NLD ကဖြစ်နေတယ်ဆိုတဲ့အခါကျတော့ကိုပါတီချင်းဆိုမပေးဘူးလားအဲ့တော့ check and balance ပြောင်းနေတယ်လို့ဟုတ်တယ်ကျွန်တော်ဆိုလိုချင်တာအပြန်အလှန်ထိန်းချုပ်အောင်မှာဖြစ်ပါတယ်ဆိုတော့လူပြည်သူလူထုကထားရအစိုးရဆိုတာတခဏပဲအဲ့ဒီခါမှာလူတွေရဲ့အကျိုးစီးပွားကိုပေါ်ဆောင်ဖို့အဓိကအစိုးရကိုထိန်းချုပ်မကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်အောင်ကျွန်တော်တို့ကောင်းမွန်တဲ့အစိုးရတရားဖြစ်ဖို့အတွက်ကျွန်တော်တို့ကမျက်မပြတ်လေ့လာနေပါတယ်နောက်တစ်ချက်ကရန်ကုန်မြို့ဟာနိုင်ငံရေးမြို့တော်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မှာပို့ပြီးတော့တာဝန်ရှိရလို့ခံစားရပါတယ်အဲ့တော့ကျွန်တော်တို့အစိုးရဆိုပြီးအရာတိုင်းကိုလွတ်လွတ်ရှိနေမှာမဟုတ်ဘူးထောက်ခံတဲ့ဟာကိုထောက်ခံပဲကန့်ကွက်တဲ့ဟာကိုကန့်ကွက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပေးတဲ့တဲ့ကမိကိုမင်းနဲ့အခုလက်ရှိဖြစ်ပေါ်နေတာဒီတချို့ပေါ့နော်ပြည်တော်စုအဆင့်ပြည်သူ့လွှတ်တော်တို့ပြည်တော်စုလွှတ်တော်တို့နောက်အမျိုးသားလွှတ်တော်တို့မှာဆွေးနွေးနေတဲ့အဲ့လိုမေးခွန်းတို့အဆိုပြုမှုတွေဟာတကယ်ဆိုရင်တိုင်းဒေသကြီးတို့ပြည်နယ်လွှတ်တော်တွေမှာဟိုပေါ့နော်အဆိုတင်သွင်းရမယ်မေးခွန်းတွေမေးရမယ်အပိုင်းတွေတွေ့ရပါတယ်ဒါကတော့လက်ရှိလုပ်နေတာတို့ကဖွဲ့စည်းပုံမှာရှိတဲ့ဇယားမှာဗန္နာငွေအနေထားပုံမူတည်ပြီးတော့မေးတယ်လို့ပဲကျွန်တော်ကယူဆပါတယ်ဥပမာကိစ္စရောလန္ဒတာကိစ္စလို့နောက်တိုင်းဒေသကြီးပြည်နယ်တွေမှာလုပ်လို့ရတဲ့အသေးစားနဲ့လက်စားပေါ့နော်စီးပွားရေးလုပ်ငန်းတွေအဲ့လိုကိစ္စမျိုးတွေမှာပြည်အောင်စင်မှာအဲ့လိုမေးတဲ့အတွက်ကြောင့်တကယ်ကပြည်တော်စင်ကတနိုင်ငံလုံးကိုလွှမ်းခြုံတဲ့မူဝါဒတဲ့ဘိုင်းကြီးအဲ့ဒါတွေကိုမေးရမယ်မေးခွန်းတွေမေးရတဲ့အချိန်တို့အစိုးတင်သွင်းရမယ့်အချိန်တို့ပေါ့နော်ရုပ်နေသွားပါတယ်ကျေးဇူးတင်ပါတယ်ပတ်စံတွေလည်းကုန်တာပေါ့ဗျာပြည်နယ်တိုင်းကလုံးဝကိစ္စတွေကပြည်အောင်စုစင်ကိုတွားပြီးတော့တင်တာမျိုးကြတော့အချိန်ကုန်တယ်ငွေလည်းကုန်တယ်အလားတဖြစ်တာတွေလည်းတွေ့ရတယ်ပေါ့ဟုတ်တရားစီရင်မတွေကျွန်တော်မိကုန်းတစ်ခုရှိတာပါလဲဆိုလို့ရှိရင်ခုနကကျွန်တော်ပြောထားတဲ့ local governance လို့ပြောသွားတာပေါ့နော်ကျွန်တော်ဒီဒေသဘယ်လိုပြောမလဲအုပ်ချုပ်ပိုင်ခွင့်လာပါလဲကျွန်တော်အဲ့လိုမျိုးတော့ကျွန်တော်ဆိုတော့လက်ရှိအနေနဲ့ပေါ့နော်ကျွန်တော်ဒီ local governance အတွက်ကကျွန်တော်တို့ဘယ်လိုမျိုးအခွင့်အရေးတွေရှိနေပြီလဲပြီးတဲ့ခါကျလို့ရှိရင်ဘယ်လောက်ထိလုပ်ပိုင်ခွင့်အာဏာတွေကဘယ်လောက်ထိရှိနေပြီလဲပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်စောစောကပြောသွားတဲ့အထက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ limitation လေးတွေရှိတယ်ပေါ့နော်အကန့်အသတ်ချက်လေးတွေရှိတဲ့ခါကျတော့ဒီ limit တွေကရောဘာတွေဖြစ်နိုင်လဲပေါ့နော်ကျွန်တော်ဒီ policy တွေဒီဥပဒေတွေမှာရောတကယ်တိတိကျကျဖော်ပြထားတဲ့ဒီဒါတွေလုပ်ပိုင်ခွင့်ရှိတယ်ဒါတွေလုပ်ပိုင်ခွင့်မရှိတော့ဒီလိုမျိုးဖော်ပြထားတာတွေရောရှိလာပေါ့ဒါလည်းကျွန်တော်အနေနဲ့သိချင်တာပါပဲခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျပြည်တော်စုအစိုးရရှိမယ်ပြည်နယ်အစိုးရရှိမယ်ပြည်နယ်အစိုးရအောက်ကခရိုင်တို့မြို့နယ်တို့ကြီးရွာတို့ဆိုရင်ကျွန်တော်သဘောနဲ့ပြောရင်တော့ဒါလူ governance သဘောတက်ရောက်ပါတယ်ကျွန်တော်စီမှာကဘာဖြစ်နေလဲဆိုတော့ပြည်နယ်အစီအမပေါ်နဲ့ကမပြီးပြင်းဖြစ်နေတာအမှန်မှာကျွန်တော်တို့လေးလာမိသလောက်ဆိုရင်အချို့သောနိုင်ငံတွေမှာဆိုရင်လူ governance ကတအားအင်အားကြီးတယ်လုပ်ပိုင်ခွင့်လည်းတအားကောင်းတယ်ဒါ
အဲ့ဒါနဲ့ပတ်သက်တိတ်မကြခင်ကပြည်ရေးကသူ့ရဲ့ဌာန၅ခုရှိတယ်သူစုံစမ်းစစ်ဆေးရဲ့ကျင်းဦးစီးဌာနရဲတပ်ဖွဲ့ဒါတွေကိုတိုင်းဒေသကြီးဝန်ကြီးချုပ်တွေရဲ့လက်အောက်ကိုထည့်ပေးတယ်ဆိုပြီးပထမပြောတယ်နောက်တစ်ခါကျတော့ဒါတွေကိုပေါင်းဆက်ညှိနှိုင်းဖြည့်ရှင်းနိုင်တယ်လို့ပြောတယ်ဆိုတော့ဒါပြည်နယ်အုပ်ချုပ်ရေးတိုင်းဒေသကြီးအုပ်ချုပ်ရေးမပြည်ပြင်းတဲ့သဘောပေါ့ ဒါကိုလည်းဘာအကြောင်းကြောင့်အဲ့လိုပြောင်းလို့ကျွန်တော်မပြောတတ်ဘူးကျွန်တော်သဘောမကျဘူးเนาะအဓိကကြုံတွေ့နေပြဿနာဘာလဲဆိုတော့ခုနထွေးအုပ်ကိစ္စဟိုပြည်နယ်ထွေးအုပ်ဆိုတာပြည်နယ်စုအဖွဲ့တွင်းမှုဖြစ်တယ်ခရိုင်ထွေးအုပ်ဆိုရင်လည်းဒီပြည်ထိပ်ဝင်လောက်ခံနောက်မြို့နယ်ထွေးအုပ်ဆိုလည်းပဲပြည်ထိပ်ဝင်ထနာကအဲ့ဒါအလုံးကကျွန်တော်တို့ဒီပြည်နယ်အစိုးရကနေကင်တယ်လို့မရဘူးဒီ local governance ပြည်ပြည်လာဖို့တက်ကကျွန်တော်လည်းအများကြီးမျှော်ကိုးထားတယ်အပေါ်မှာရှိတဲ့တယောက်ကနော်ကိုမြို့ကိုရွာမှာလမ်းပြတ်နေတရားပြတ်တယ်သိဖို့ကအိမ်နာကလူတွေသိနေတာတစ်နှစ်လောက်ရှိမှသိတာအဲ့ဒါကိုဟိုအကောင့်ထဲဖော်ခြင်းနဲ့ဒီ local governance ကိုအားကောင်းမယ်ဆိုလို့ရှိရင်ဒီတိုင်းပြည်ဟာဖွံ့ဖြိုးတိုးတက်ဖို့ကအချိန်အများကြီးမြန်သွားမယ် ဆိုတော့နောက်တစ်ခုလည်းခုနမေကွန်းကမေးသွားပါတယ်သူကပြည်နယ်လွှတ်တော်အမတ်တွေလောက်ရမယ့်အလုပ်တွေကိုတဲ့ပြည်တော်စုလွှတ်တော်မှာသွားလုပ်နေတယ်တဲ့ခုနတယောက်ကပြောသွားတယ်အငယ်အဲ့ဒါပုံမှာပါပြောချင်တယ်ငယ် ဌာနတစ်ခုနဲ့တစ်ခုမတူဗျာ။အဲဒီမှာကျွန်တော်တို့စီမံချက်တွေကိုလေ့လာတယ်။ကျမ်းမာရေးဝန်ကြီးဌာနဆိုရင်ဘဟိုကပဲဆဲကို project ဆိုသူကတိုက်ရိုက်ကြိုင်တယ်။ဆောက်လုပ်ရေးဝန်ကြီးဌာနဆို3,500အောက်ပဲပြည်နယ်နဲ့တိုက်ရလုပ်လို့ရ3,500အထက်ကိုဘဟိုကနေကြိုင်တယ်။3,50ဆိုရင်အောက်ဆိုရင်မြို့နယ်ကလုပ်လို့ရတယ်။နော်ပညာရေးဝန်ကြီးဌာနဆိုရင်ကျောင်းဆောက်လို့ရှိရင်ကျောင်းကအဲ့ဒါဘဟိုကဒီဇိုင်းတော့မှဘဟိုကဒီချပေးလိုက်တဲ့ဒီဇိုင်းကြီးမြေပြင်ခြေနေနဲ့လွဲနေတော့ပြင်လို့မရဘူး။ချိုးကိစ္စတွေကအပြားကြည့်လိုက်တဲ့အခါကျတိုင်းဒေသကြီးဟာလုံးလို့ရတယ်လို့ထင်ရပေမဲ့လို့ဌာနတွေကချုပ်ထားတာတွေရှိတယ်ဘိုးမှာချုပ်ထားတာရှိတယ်ပေါ့နော်ဆိုတော့တချို့ကိစ္စတွေကပြည်တော်စုမှာမေးတဲ့လွတ်တော်မှတ်တွေမေးတဲ့ကိစ္စတွေကအဲ့ဒါဒီနဲ့ပတ်သက်နေလိမ့်မယ်ထင်တယ်ချို့တွေအောင်အမှာအဖြစ်3,500အထက်ကျော်တဲ့လမ်းမျိုးပေါ့ဗျာဒါမျိုးတွေနဲ့ပတ်သက်နေလိမ့်မယ်ဆိုတော့ကျွန်တော်တို့ပြင်ပကဝင်ရောက်ဆွေးနွေးမဲ့9ရောက်မြောက်စပီကာရခိုင်ပြည်နယ်စစ်တွေမဲဆန္ဒနယ်အမှတ်2ကဦးကျော်စောဦးရဲ့သူ့ရဲ့ပြောကြားချက်ကိုကျွန်တော်တစ်ချက်ကြည့်လိုက်ဖက်ကရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အများစုကမေးဆန္ဒရှင်တွေကိုကိုစားပြုတဲ့ပြည်နယ်ကိုယ်စားလှယ်တွေဖြစ်တယ်။တစ်ဖက်ကအစိုးရအဖွဲ့ကကြတော့ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ပြည်သူလူထုရဲ့မေးဆန္ဒအပြင်တက်လာတဲ့အစိုးရမဟုတ်ဘူး။ဟိုဖက်ကခန့်လိုက်တဲ့ဗဟိုအစိုးရကခန့်လိုက်တဲ့လူတွေဖြစ်တယ်။မေးအနိုင်ရမှုအရာဒီအမတ်တွေကလောလောဆယ်နိုင်ထားတယ်။ဒါပေမဲ့ဟိုဖက်ကလုတ်ပိုင်ခွင့်အာဏာ executive power ကိုမေးမနိုင်တဲ့လူကရထားတယ်။ပြည်နယ်ရခိုင်ပြည်နယ်အစိုးရကဗဟိုအစိုးရရဲ့ညွှန်ကြားချက်အပေါ်မှာနာခံဆောင်ရွက်ရတဲ့သဘောရှိတယ်။ဒီကလွှတ်တော်ကရှားပေးတဲ့အခြေအနေတွေမူဝါဒတွေအတိုင်းအလုံးလုံးနေရတာမဟုတ်ပဲနဲ့အဓိကအပြင်ဗဟိုဆိုးရကချပေးတဲ့အတိုင်းအလုံးလုံးပေးရတဲ့အတွက်ဒါလည်းအနည်းငယ်ကိုယ်လွယ်မှုတွေရှိနေတာလည်းဖြစ်နိုင်တယ်ကျွန်တော်တို့အဲ့လိုသုံးသပ်မိပါတယ်2008ဖွဲ့စည်းပုံရဲ့မူပေါင်းအတွင်းမှာအလုပ်လုပ်ရတယ်အလုပ်လုပ်ရတော့ကျွန်တော်တို့အကန့်အသတ်တွေအတားအဆီးတွေအများကြီးရှိတယ်ဒီလူမျိုးတစ်မျိုးရဲ့အရွေးနဲ့ဒီဘဟိုမှာအာဏာကင်ထားတဲ့စုပ်ကင်ထားတဲ့ဒီနိုင်ငံရဲ့အစိုးရတစ်ခုရဲ့ရှုပ်ကင်မှုနဲ့ကျွန်တော်တို့ပွတ်တိုင်းမှုတွေဖြစ်နေတာဖြစ်တယ်ဒီလူမျိုးကဒီနေရာကနေပြီးတော့ကျွန်တော်တို့ကြော်လွန်အောင်ကြိုးစားတယ်တစ်ဖက်ကဟိုဘက်ကချုပ်ကင်ထားတယ်ဆိုတော့ဒီ2008ဖွဲ့စည်းပုံကြီးကိုကျွန်တော်တို့ဒီအတားအဆီးကိုမကြော်လွန်နိုင်တဲ့ကျွန်တော်တို့ဒီလူမျိုးတစ်မျိုးရဲ့ရပိုင်ခွင့်စစ်မှန်တဲ့ Federal ပြည်ထောင်စုဟိုတခုပေါ်ပေါက်လာဖို့အရေးဟာမလွယ်သေးပါဘူး။ဒါကြောင့်မလို့2008ဖွဲ့စည်းပုံကိုဟိုစစ်မှန်သော Federal ပြည်ထောင်စုနဲ့ကိုက်ညီတဲ့မူပေါင်းတွေနဲ့အညီကျွန်တော်တို့မူတွေနဲ့အညီဖြစ်သွားအောင်ဟိုပြန်လည်ပြင်ဆင်ဖို့လိုပါတယ်။ဒါရခိုင်လူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ဘူး။ဒီရခိုင်ကိုနမူနာထားပြီးတော့တခြားသောတိုင်းရင်းသားပြည်နယ်တွေတခြားသောတိုင်းရင်းသားလူမျိုးတွေယုံကြည်ကိုးစားမှုတွေပျောက်သွားနိုင်တယ်ဆိုတဲ့အလားအလာဖြစ်ပါတယ်။